န်ဒီကကြတော့အမားတို့ပေးတဲ့ drawing နဲ့အပြင်ကထွက်လိုက်တဲ့ design ပေါ့နော်အဲ့ဒီဟာလုံးဝကွက်တိကြတယ်သူတို့နဲ့အလုပ်လုပ်ရတာအဆင်မပြေတာတော့မရှိဘူးဒါပေမဲ့အမားတို့ဘက်ကနည်းနည်းလေး complaint တက်ပြီဆိုတာနဲ့တင်းတစ်ခုလုံးကချက်ချင်း response ပြန်တယ်ပေါ့နော်customer တယောက်အနေနဲ့ဆိုရင်တော့decoration မှာရော design မှာရောအကုန်လုံးစိတ်တိုင်းကြတဲ့အဆင်ပြေတယ်ပေါ့ခြုံပြောရမယ်ဆိုလို့ရှိရင်အမားတို့လိုချင်တဲ့ design ကိုအပြင်မှာတကယ်ပေါ့နော်အဲ့အတိုင်း quality ထွက်အောင်လုပ်ပေးရတဲ့အတွက်အားကျဉ်းမှုလည်းရှိရဲစံဒီကိုလည်းကျေးဇူးတင်